ကျွန်တော် Jake Property က website နဲ့ application တွေမဟုတ်ဘူးအိမ်ရှာနေတဲ့သူတွေအိမ်ချောင်းချင်းတဲ့သူတွေကြားကစိတ်ပင်ပန်းမှုတွေအချိန်ကုန်မှုတွေကိုကျွန်တော်တို့ short ချပေးဖို့တိစောက်ပေးထားတဲ့ platform တစ်ခုအရင်ခေတ်ကကျွန်တော်တို့အိမ်ဝယ်ဖို့ဆိုရင်လူတွေအများကြီးကိုလိုက်မေးရတယ်အခုတော့အဲ့ဒီကိစ္စတွေကတဖြည်းဖြည်းညော့နေလာတယ်ဒါပေမဲ့ခေတ်ကပြောင်းသွားပြီလူတွေဖုန်းတစ်လုံးနဲ့ရှိုံနဲ့အလုပ်လုပ်လို့ရပြီအဲ့ဒီလိုခေတ်မှာကျွန်တော်တို့ Jake Property က real estate ကို digital ပြောင်းပေးမဲ့တရားစင်ဖြစ်လာတယ် real estate ခေတ်တွေမှာဖုန်းတစ်လုံးရှိုံနဲ့အခွင့်အရေးအသစ်တစ်ခုဖြစ်လာမယ်အဲ့ဒီအခွင့်အရေးအသစ်တွေကိုဖန်တီးပေးနေတဲ့ digital platform ဖြစ်လေ Jake Property ကရှိတယ်အဲ့တော့စောင်းပိုလေးတိုင်းပဲချိန်နဲ့ချိန်ရှိရင်ချိန်လို့ရတယ်